တို့ဗုဒ္ဓဘာသာမှာတကယ်တော့ပြင်းချိန်တော့မရဘူးပြင်းလိုက်တာဘာလို့မှမသိဘူးဆိုအဲ့ဒါဗုဒ္ဓဘာသာမဟုတ်လို့ဗုဒ္ဓဘာသာဝင်တယောက်ဆိုဒီချိန်ကအားနေတယ်ဆိုတာ ਨੇ မေတ္တာပို့နေမယ်ဗုဒ္ဓနုတ္တိပွားနေမယ်ဒီနေ့ကမာကြီးကတ်ဆိုင်နေပြီအန္တရာယ်ကလွတ်ကြပါစေဆင်းရဲတွင်းကလွတ်ကြပါစေဒီယောဂဘေးဆိုးကြီးကလွတ်မြောက်ကြပါစေကရုဏာပွားနေမယ်မရဘူးလားမြန်မာလူမျိုးတော်များဟဲအဲ့ရသားသူတို့ကစောက်တွေးခြင်းအလုပ်ကိုမိဘလည်းမတင်မိထားဘူးအဖိုးဘွားလည်းမတင်မိထားဘူးဆရာမတွေလည်းမတင်မိလိုက်ဘူးရုံးကလည်းတိတ်မတွေးရတဲ့အလုပ်တွေလုပ်တာအကြောင်းကြောင့်တို့ဗုဒ္ဓဘာသာမှာတကယ်တော့ပြင်းချိန်တော့မရဘူးပြင်းလိုက်တာဘာလို့မှမသိဘူးဆိုအဲ့ဒါဗုဒ္ဓဘာသာမဟုတ်လို့ဗုဒ္ဓဘာသာဝင်တယောက်ဆိုဒီချိန်ကအားနေတယ်ဆိုတာ ਨੇ မေတ္တာပို့နေမယ်ဗုဒ္ဓနုတ္တိပွားနေမယ်ဒီနေ့ကမာကြီးကတ်ဆိုင်နေပြီအန္တရာယ်ကလွတ်ကြပါစေဆင်းရဲတွင်းကလွတ်ကြပါစေဒီယောဂဘေးဆိုးကြီးကလွတ်မြောက်ကြပါစေကရုဏာပွားနေမယ်မရဘူးလားကိုယ်စိတ်မှာအားချိန်မရဘူးအလုပ်တွေအများကြီးလုပ်လို့ရတယ်တတိပဋ္ဌာန်အလုပ်တွေလုပ်လို့ရတယ်ဗုဒ္ဓနုတ္တိဓမ္မနုတ္တိနဲတန်ခါနုတ္တိဘာဝနာတွေပွားနေလို့မရဘူးလားလုံးဆရာတွေအများကြီးပြင်းနေတယ်ဆိုတာအဲ့ဒါတကယ်ဗုဒ္ဓဘာသာမဟုတ်လို့လမ်းစဉ်မရှိလို့လမ်းပြောင်းနေလို့တော့ပါလားတို့မှဖြည့်ကျင့်ရမယ်သီလပြည့်စုံပြီလားပြည့်စုံသေးဘူးကိုယ်ကာယကံတနေ့တစ်နေ့ဦးစင်းလေးတရားတွေနေ့တိုင်းဟောနေတာနေ့တိုင်း25နှစ်ရှိပြီဦးစင်းတရားဟောနေဟောနေပြီမဲ့ညတိုင်းလေတရားဟောပြီးသွားတိုင်းကိုကိုစိတ်တိုင်းကြောက်ဒီနေ့ပြောခဲ့တဲ့စကားဘယ်စကားငါရိုင်းလိုက်တာဘယ်စကားလေးကဘယ်လိုလေးပြောလိုက်ရင်ကောင်းမှာဘယ်စကလုံးလေးကပညာသားပါမှာဘယ်လိုပြောသင့်တာဟောတရားဟောရင်ငါဘယ်နှမှာဒေါသထွက်သွားသေးတယ်ဟောကိုအမြဲတမ်းစစ်ဆေးပြီးတော့အပြစ်ကင်းနိုင်အောင်ကြိုးစားလာတာခုချိန်ထိပြည့်စုံသေးဘူးဗျငေါပါလားအဲကြောင့်ဥစဉ်မအားဘူးဧည့်သည်လာတယ်မတွေ့နိုင်ဘူးကွာငါစစ်ဆေးနေရတာပြင်းနေရဘသူအကြောင်းဘသူကရှင်ဖျားကိုဘယ်ကိုတော့ကဘလို့ပြောသူအားလို့ပြောနေသူကသူပြောပါစေငါကိုပြင်လို့မရသေးဘူးဒီမှာရှင်းလားဘသူအကြောင်းမှမသိဘူးဥစဉ်အခုနိုင်ငံမှာဘယ်ဓမ္မဂရိကတွေနာမကြီးအဲ့မသိဘူးဘသူတွေဘာမှမသိဘူးငါဘသူဘာပြောမသိဘူးသိအောင်လည်းမလုပ်ဘူးကိုဖားရရမရရခင်ဗျားတို့ညကြရင်ခင်ဗျားတို့ဒီနေ့ညကလိန်အောင်ကိုဆိုရင်ညီလေးမနေ့ကဟောသွားတယ်အဲ့တော့ညီလေးဘယ်လိုလုပ်ချင်းနေသူတို့ချင်းနေဘယ်လိုလုပ်သူတို့ level ဘယ်လောက်ရှိလဲငါဘယ်ကနေဘယ်လိုပြောရသူတို့ information ယူထားတယ်ဟဲ့တို့ကြောင့်ကျုပ်ကကောင်းကောင်းသိပြီးသားတော့ပါလားအဲ့တော့မှသူတို့ကိုဘယ်လိုပေးခဲ့မယ်ဘယ်လိုထိထိရောက်ပေးမယ်တနေ့မှတရက်တစ်ခါတနေ့မှတစ်ခါမှတရက်တော့ဒါအကြောင်းညီညွတ်လို့တွေ့ရတယ်တဏ္ဍာလုံးကျုပ်လည်းပတ်ပြေးနေတာဥစဉ်ဝါသနာပါတဲ့အလုပ်ကတကယ်လုပ်ချင်တဲ့အလုပ်ကတရားစခန်းလေးပေးပြီးတော့နိဗ္ဗာန်ရောက်ချင်တဲ့ပုဂ္ဂိုလ်ဝိပဿနာလုပ်ချင်တဲ့လူကိုဝိပဿနာကမ္မထံပြပြီးကိုယ်တိုင်လည်းအားထုတ်ပြီးအေးချမ်းချမ်းတကယ်တော့တယ်လီဖုန်းလိုင်းတောင်မမိတဲ့တောရဆောက်တနေရာမှာနေချင်တာတကယ်စိတ်ရင်းတိုင်းဆိုအဲ့ဒီလုပ်ပဲလုပ်ချင်တယ်ဒါပေမဲ့အခုဒီထက်ကကိလေသာမနေနိုင်ဘူးဒီဟာတွေပေဆုပ်မှုံကုတ်နော်အုတ်ကြားမြက်ပေါက်ကလေးကဝဖြစ်နေတာမကြည့်ရဘူးစော်ကားသလိုများဖြစ်သွားလားဟမ်ဦးဇင်းနှိတ်ကွက်လိုက်တာလားမဟုတ်ဘူးနော်ကိုဘဝကိုနားလည်အောင်လို့တို့အခြေအနေကအဲ့လိုဖြစ်နေတာသဘောပါလားအကွာကြီးဗျကုသိုလ်ကြီးအဲ့ကုသိုလ်ကုသိုလ်ကြောင့်ပြောမယ်ဗမာနိုင်ငံကိုကျွန်တော်ပတ်ကြည့်တော့ဘာတွေ့ခဲ့လဲဆိုတော့ဗုဒ္ဓဘာသာဒေသတွေမှာဖြစ်နေတဲ့လွဲမားနေတဲ့ပြဿနာအဲ့ကရုံးတွေထဲတာရဲ့ဂျင်းဘာလို့ကျွန်တော်ကနိုင်ငံသားတယောက်နဲ့ရှောက်ကြည့်တာလေနိုင်ငံသားတယောက်ရဲ့စိတ်နှလုံးသားဝိညာဉ်ကြီးနဲ့တနိုင်ငံလုံးပတ်သွားပြီးတော့အစီအစဉ်တွေတင်ဆက်ရင်းနဲ့လေ့လာတာလေကျွန်တော်တွေ့သွားတယ်အဲ့ပါလဲဆိုဗုဒ္ဓဘာသာရေးတော့ religion ကိုပြောတာဘာသာတရားကိုတီထွင်ထားတဲ့လူတွေလုပ်တဲ့ဟာပေါ့ဗုဒ္ဓဘာသာမြန်မာပြည်ရဲ့ဗုဒ္ဓဘာသာတခြားနိုင်ငံကဗုဒ္ဓဘာသာတွေနဲ့လည်းမတူးတော့အနှစ်သာရကိုနားမလဲဘာသာလူထွင်ထားတဲ့ဘာသာတရားတော်မှာအနှစ်သာရနားမလဲအဲ့တော့ဘာဖြစ်လဲဆိုတော့ဗမာဒေသတွေမှာကုသိုလ်တရားစလောင်နေတာဗျကုသိုလ်စလောင်နေတာကုသိုလ်ကိုစလောင်နေတာကုသိုလ်ငတ်မွတ်နေတာကုသိုလ်ကိုအမဲလိုက်နေတာဘာနဲ့လိုက်နေတာ
သင်္ကန်းတွေကတ်ခြင်းအဖြစ်ရွှေသင်္ကန်းတွေကတ်ခြင်းအဖြစ်အလူကံဘုံတွေကိုဖြည့်ခြင်းအဖြစ်ဘုံကြီးတွေကိုဆုံးကတ်ခြင်းအဖြစ်ကားတွေဝယ်လူခြင်းအဖြစ်တိမ်တွေစောက်ခြင်းအဖြစ်တိမ်ဆောက်မလားစာတင်ကြောင်းဆောက်မလားဆိုတိမ်မဲဆောက်မှာကရင်ပြည်နယ်မှာနှစ်ပေါင်း80ကျော်ပြည်တွင်းစစ်ကြောင့်စာတင်ကြောင်းမရှိတဲ့ကြေးရွာတွေမှာစာတင်ကြောင်းလေးတစ်ကြောင်းလှူမလားတိမ်ဆောက်မလားဆိုတိမ်မဲဆောက်မှာဗမာဗုဒ္ဓဘာသာဖြစ်နေတဲ့ပြဿနာအဲ့ဒါတိမ်မဲဆောက်မှာသူလိုချင်တာကုသိုလ်ခလေးတွေသာတက်သွားရေးမဟုတ်ဘူးကျောင်းခလေးတွေတက်ဖို့ကျောင်းရှိရေးမဟုတ်သူလိုချင်တာကကုသိုလ်ပဲသူလိုချင်တာကုသိုလ်တရားပဲလိုချင်တာအဲ့တော့ပြောပြမယ်ကုသိုလ်တရားကိုအတိတ်ပဲကောက်လွဲအောင်ဘုန်းကြီးတွေဂျင်းထည့်ခဲ့တယ်ဆိုတာလည်းကျွန်တော်ပြောရတာအကောက်ပေါင်း2သိန်းလောက်ရှိသွားပြီကုသိုလ်တရားကိုအတိတ်ပဲကောက်လွဲအောင်ဘုန်းကြီးတွေဂျင်းထည့်ခဲ့တယ်ဆိုတာလည်းပြောရတာအချိန်ပေါင်း1သိန်းလောက်ရှိသွားပြီအဲ့တော့ဗုဒ္ဓဘာသာဒေသတော်တော်များများဖြစ်နေတဲ့ပြဿနာကသူတို့သာစားစရာမရှိတာစောက်လို့မလုပ်တဲ့ဘုန်းကြီးကိုတော့အဲ့ဒါရအောင်ချက်တွေးတယ်စောက်လို့မလုပ်တဲ့ဘုန်းကြီးဘယ်သူမှစောက်ကောင်းကျိုးမပေးတဲ့ဘုန်းကြီးကဘာလဲဘာခေါ်လဲဆိုဟင်းမကောင်းရင်ဗုဒ္ဓဘာသာဒေသကျေးရွာတွေရောမြို့နယ်တွေရောလူတွေအကုန်လုံးစိတ်မကောင်းဖြစ်ကြတယ်သူတို့ကိုယ်ွယ်တဲ့ဆရာတော်ကြီးကျောင်းလေးရိုင်နေစိတ်မကောင်းဖြစ်ကြတယ်ကိုယ်အိမ်သာကျန်း9ကျောင်းမပြည့်တာထဲ့ထားခြင်းကဘယ်လောက်ကြီးလဲစဉ်းစားကြည့်ကိုယ်အိမ်သာကျန်း9ကျောင်းမပြည့်တာကိုယ်အိမ်သာကျန်း9ကျောင်းကိုယ်အိမ်သာမပြည့်နိုင်တာဘုန်းကြီးကျောင်းပြင်ဖို့ကြရင်အဲ့ဒါအကုန်ဝိုင်းလုပ်ကြတယ်အကုန်ဝိုင်းလုပ်ကြတယ်ကိုယ်ရဲ့ရွာမှာစာသင်ကျောင်းမရှိတာကိုစောက်ဖို့မသင်တာဘူးဘုန်းကြီးကျောင်းမရှိတာသူတို့တော့ကဘာပြက်တယ်သူတို့တော့ကဘာပြက်ဘုန်းကြီးကျောင်းမပြည့်နိုင်တာကဘာပြက်တယ်အဲ့တော့ဂေါရမမိဘစကားနားမထောင်ဘာသာမဲ့ဒါကြောင့်မိမတဲ့ကလေးကိုထား